အားလုံးပဲမင်္ဂလာပါဒီနေ့သင်ရမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့အခန်းကပြည်သူ့ဘဏ္ဍာရေး public finance ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်ပထမဆုံးဒီခန်းလေးမှာဆိုရင်ဆရာမဒီနေ့လေ့လာရမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့ 9.1 ပြည်သူ့ဘဏ္ဍာရေးအဓိပ္ပာယ် 9.2 ပြည်သူ့သုံးစိတ်များ၏သဘောတဘာဝနဲ့အမျိုးအစားများဆိုတဲ့ခေါင်းစဉ်ပွဲလေးနှစ်ခုကိုလေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့ဒီခေါင်းစဉ်လေးနဲ့ခေါ်ရလေးနှစ်ခုရဲ့ရွေချက်လေးတွေချမှတ်ထားပါတယ်ဒီရွေချက်လေးတွေကိုကြည့်ပါမယ်ရွေချက်လေးတွေကတော့ပြည်သူ့ဘဏ္ဍာရေးသည်အစိုးရနှင့်ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းများ public authority ၏အသုံးစရိတ်များရငွေများနှင့်သက်ဆိုင်ပြီးတော့ပြည်သူ့ဘဏ္ဍာဖြစ်သောငွေကြေးများကိုမြည်သို့စီမံခန့်ခွဲကြောင်းသိရှိနားလည်စေရန်ရွေပါတယ်နောက်တစ်ချက်ကတော့ဆရာမတို့ပြည်သူ့သုံးစိတ်များ၏သဘောတဘာဝကိုသိရှိပြီးအစိုးရကပြည်သူ့သုံးစိတ်များကိုမြည်သို့စီမံခန့်ခွဲကြောင်းလက်တွေ့ဘဝနဲ့ချိတ်ဆက်နားလည်တတ်စေရန်ရွေထားပါတယ်ဒါဆိုရင်ဆရာမတို့ပထမအဆုံးခေါင်းစဉ်ခွဲလေးဖြစ်တဲ့ 9.1 ပြည်သူ့ဘဏ္ဍာရေးအဓိပ္ပာယ် The meaning of public finance ဆိုတဲ့ခေါင်းစဉ်လေးကိုလေ့လာကြရမှာဖြစ်ပါတယ်ပြည်သူ့ဘဏ္ဍာရေးဆိုဒီမှာဘောဂဗေဒဘာသာရပ်ဤဘာသာရပ်ခွဲတစ်ခုဖြစ်ပြီးတော့အစိုးရနဲ့ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းများ public authority ၏အသုံးစရိတ်များရငွေများနဲ့သက်ဆိုင်သောဘာသာရပ်ဖြစ်ပါတယ်ဒါလေးကတော့မင်းတို့ချက်မှတ်ထားရမယ့်အကြောင်းအရာလေးလည်းဖြစ်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးလည်းဖြစ်ပါတယ်ဒါလေးကိုလည်းချက်ထားပြဖို့လိုပါလိမ့်မယ်အဲ့တော့ဆရာမတို့ကဒီဘာသာရပ်ကိုလေ့လာခြင်းဖြင့်အစိုးရ၏အသုံးစရိတ်ခွဲဝေသုံးစွဲပုံရငွေရရှိရန်ရှာဖွေမှုတို့သည်နိုင်ငံတနိုင်ငံ၏ထုတ်လုပ်မှုပုံသဏ္ဍာန်နှင့်ဝင်ငွေခွဲဝေဖြန့်ဖြူးပုံတို့ကိုသာမကထုတ်လုပ်မှုပမာဏနှင့်လုပ်သားများအလုပ်အကိုင်ရရှိမှုအခြေအနေပေါ်လည်းအကျိုးသက်ရောက်မှုရှိကြောင်းကိုနားလည်နိုင်မယ်လို့ယူရပါတယ်အဲ့တော့ဆရာမတို့ကဘဏ္ဍာရေးသည်ငွေကြေးစီမံခန့်ခွဲမှု management of money ဖြစ်ပါတယ်အဲ့တော့ဆရာမတို့ဘာတွေကိုစီမံခန့်ခွဲလဲဆိုတာဆက်ပြီးတော့လေ့လာပါမယ်ငွေကြေးစီမံခန့်ခွဲမှုမှာဆိုရင်ငွေအရာတွေအသုံးတွေနောက်တစ်ခါအပေးအယူလုပ်တာတွေချင်းငွေချီးခြင်းတွေချင်းယူခြင်းငွေကြေးပမာဏထိန်းချုပ်ခြင်းနဲ့ကိုကဲခြင်းစတာတွေကိုလှုပ်ဆောင်ခြင်းကိုဆရာမတို့ငွေကြေးစီမံခန့်ခွဲခြင်းလို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြည်သူ့ဘဏ္ဍာရေးသည်အစိုးရ၏ငွေရေးကြေးနဲ့သက်ဆိုင်တဲ့ဘာသာရပ်ဖြစ်ပါတယ်။အစိုးရကဆရာမတို့ပြည်သူတရက်လုံး၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက်ငွေကြေးတွေလိုအပ်ပါတယ်။လိုအပ်တဲ့ငွေကြေးရရှိရန်လည်းနီးလန်းရှာဖွေဆောင်ရွက်ရပါတယ်။ဒါဆိုရင်ဆရာမတို့ဘယ်သဘောနဲ့တူလဲဆိုဆရာမတို့အိမ်အောင်စုတစုနဲ့တူပါတယ်။အိမ်အောင်စုတစုမှာဆိုလို့ရှိရင်ဥမာဆိုကြပါစို့အိမ်အောင်စုဖြစ်တဲ့ဖခင်ကဆရာမတို့အိမ်အောင်စုမှာလိုအပ်နေတာတွေကိုဖြည့်ဆည်းပေးဖို့အတွက်ငွေကြေးတွေတူလိုအပ်ပါတယ်။အဲ့ဒီလိုအပ်တဲ့ငွေကြေးတွေရရှိဖို့အတွက်ဖခင်ကနေပြီးတော့အဲ့ဒီငွေကြေးတွေဘယ်လိုရအောင်ဆောင်ရွက်ရမလဲဆိုပြီးတော့လုပ်ငန်းအမျိုးမျိုးကိုလုပ်ကင်ဆောင်ရွက်ရမျိုးရှာဖွေပြီးတော့ရှာဖွေဆောင်ရွက်ရမျိုးကိုနဲ့လည်းပုံစံတူပါတယ်ရရှိသည့်ငွေများကိုပြည်သူများငွေများဟုခေါ်ပါတယ်တဲ့ဒီမှာတော့အစိုးရမို့လို့ပြည်သူရငွေများလို့ခေါ်ပါတယ်ခုနဆရာမအိမ်တော်စုနေနေဆိုလို့ရှိရင်တော့ဆရာမတို့တွေအိမ်တော်စုတစုမှာရှာဖွေလို့ရရှိလာတဲ့အိမ်တော်စုရှာဖွေလို့ရရှိလာတဲ့ငွေတွေကိုလည်းဆရာမတို့ရငွေလို့ခေါ်တာပါပဲအဲ့တော့အစိုးရတရက်အနေနဲ့ဆိုရင်တော့ဒါပြည်သူရငွေဖြစ်ပါတယ်ပြည်သူများအတွက်ဆောင်ရွက်ရသည့်လုပ်ငန်းများအတွက်အသုံးပြုသည့်ကုန်ကျစရိတ်ကိုလည်းပြည်သူအသုံးစရိတ်များဟုခေါ်ပါတယ်။ရငွေတွေရတယ်ရပြီးတော့ရင်ဆရာမတို့တွေကအသုံးစရိတ်တွေကိုပြန်ပြီးသုံးရပါတယ်။အဲ့ဒါတွေကိုတော့အဲ့ဒီကုန်ကျစရိတ်တွေကိုတော့ပြည်သူအသုံးစရိတ်များလို့ခေါ်ပါတယ်တဲ့။တကယ်လို့လိုအပ်မယ်ဆိုလို့ရှိရင်လည်းငွေတွေကိုချေယူနိုင်ပါတယ်။ချေယူတဲ့နေရာမှာဆရာမတို့တွေရှားနိုင်ငံချေယူတာလည်းဖြစ်နိုင်တယ်လို့ဗဟိုဘဏ်ကချေယူတာမျိုးတွေကိုလည်းလုပ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ပြည်သူ့ဘဏ္ဍာရေးဆိုဒီမှာအစိုးရ၏ရငွေသုံးငွေများကိုလေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။အဲ့တော့ဆရာမတို့အစိုးရဆိုတဲ့ဝေါဟာရလေးကိုလည်းနားလည်ထားဖို့လိုပါလိမ့်မယ်အစိုးရဆိုတဲ့ဝေါဟာရမှာဆိုရင်ပါဝင်တာတွေကဗဟိုအစိုးရ Central Government ဒေသန္တရအစိုးရအဖွဲ့အစည်းများ Local Government နဲ့ Municipal အဖွဲ့အစည်းများ Municipal Authority တို့အကျုံးဝင်ပါတယ်ဒါအစိုးရဆိုတဲ့ဝေါဟာရတွေမှာရှိတဲ့အကြောင်းအရာ၃ခုဖြစ်ပါတယ်အဲ့ဒါအပြင်နောက်ထပ်ဘာပါအောင်မလဲဆိုရင်ပြည်သူ့ဘဏ္ဍာရေးရာဆိုလို့ရှိရင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ State owned economic enterprise နဲ့လည်းဆိုင်ပါတယ်အဲ့လိုဆိုင်ရခြင်းအကြောင်းရင်းကဘာကြောင့်လဲဆိုရင်အဲ့ဒီဆီယမောနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့အရှုံးမြတ်တွေအဆုံးရရဲ့ရငွေနဲ့အသုံးစရိတ်များအပေါ်မှာအကျိုးသက်ရောက်မှုတွေရှိနေတာကြောင့်ဖြစ်ပါတယ်။တကယ်လို့ခုနပြောခဲ့တဲ့ဆီယမတို့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကအမြတ်တွေအများကြီးရမယ်ဆိုရင်အစိုးရရဲ့ရငွေတွေတိုးလာမှာဖြစ်ပါတယ်။ဒါဆိုရင်အသုံးစရိတ်တွေလည်းပို့ပြီးတော့သုံးစွဲနိုင်ပြီးတိုင်းသူပြည်သားတွေလည်းလိုအပ်တာတွေပို့ပြီးရရှိလာမှာဖြစ်ပါတယ်။အိမ်တော်စုရဲ့ဝင်ငွေတိုးလာခြင်းနဲ့တူပါဖြစ်ပါတယ်။
တကယ်လို့ဆီယမတို့တွေကအဲ့ဒီနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကအရှုံးပေါ်မယ်ဆိုရင်အစိုးရဟာအဲ့ဒီကနေပြီးတော့ရမယ်ရငွေတွေရောနဲ့သွားမှာဖြစ်တဲ့အတွက်အသုံးစရိတ်သုံးဆွဲတဲ့နေရာမှာလည်းဆီယမတို့တွေ short ပြီးသုံးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့အရှုံးမြတ်တွေကအစိုးရရဲ့ရငွေနဲ့အသုံးစရိတ်များပေါ်မှာအကျိုးသက်ရောက်မှုရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဗဟိုအစိုးရဒေသန္တရအစိုးရအဖွဲ့အစည်းများmunicipal အဖွဲ့အစည်းများနဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကိုစုပေါင်းပြီးတော့ဘယ်လိုခေါ်တယ်လဲဆိုရင်ဆီယမတို့ပြည်သူ့ကဏ္ဍ public sector လို့ခေါ်ပါတယ်ဒါလေးကိုလည်းတစ်ချက်သိထားဖို့လိုပါမယ်အဲ့ဒီအကြောင်းအရာလေးအားလုံးပေါင်းလိုက်မိနစ်ချက်မှတ်ထားရမယ်အဓိပ္ပာယ်ဖို့ဆိုချက်လေးပဲဖြစ်ပါတယ်အစိုးရ၏ရငွေနဲ့အသုံးစရိတ်များ၏သဘောတဘာဝဟာဆိုလို့ရှိရင်ဆီယမတို့လူပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းများ၏ရငွေနဲ့အသုံးစရိတ်များ၏သဘောတဘာဝနဲ့ခြားနားမှုတွေရှိပါမယ်အဲ့လိုခြားနားရဘလို့ခြားနားချက်တွေ꿰ပြလဲဆိုတာကိုဆက်ပြီးတော့လေ့လာတဲ့အခါမှာဆိုရင်ဆီယမတို့ကအရေးကြီးသောခြားနားချက်တရားဟာဆိုလို့ရှိရင်အစိုးရဟာရငွေတွေဘယ်ရရတယ်လဲဆိုရင်လူပုဂ္ဂိုလ်နဲ့စီးပွားရေးလုပ်ငန်းများဤရငွေများကဲ့သို့ကုန်စည်နဲ့ဝန်ဆောင်မှုတွေရောင်းချခြင်းမှာရရှိခြင်းမဟုတ်ပဲအစိုးရရဲ့ရငွေတွေဟာဆိုလို့ရှိရင်ဆီယမတို့လူပုဂ္ဂိုလ်များလုပ်ငန်းများကနေပြီးတော့အစိုးရတို့မပေးမနေရပေးဆောင်ရသော tax fees နဲ့ထဲဝင်ကြီး contribution တွေကနေပြီးတော့အဓိကရရှိတာဖြစ်ပါတယ်။အဲ့ဒီပေးငွေတွေကိုပေးရတဲ့အခါမှာဆိုလို့ရှိရင်လေတိုင်းပြည်ရဲ့ဥပဒေများစီကံမြင့်စီကံများနဲ့အညီအစိုးရတို့ပေးဆောင်ရသောငွေများဖြစ်ပါတယ်။အစိုးရ၏အသုံးစရိတ်များမှာလည်းဆရာမတို့လူပုဂ္ဂိုလ်နဲ့လုပ်ငန်းများ၏အသုံးစရိတ်များနဲ့တဘာဝချင်းခြားနားမှုတွေရှိပါတယ်။အဲ့တော့အစိုးရဆိုလို့ရှိရင်တနိုင်ငံလုံးအတွက်ကိုစားပြုပြီးတော့အသုံးစရိတ်တွေကိုသုံးစွဲရသည့်အတွက်အစိုးရ၏အသုံးစရိတ်များသည့်စုပေါင်းစားသုံးမှု collective consumption နဲ့စုပေါင်းရင်းနှီးမြှုပ်နှံမှု collective investment အသွင်ကိုဆောင်ပါမယ်ဒါအစိုးရရဲ့အသုံးစရိတ်ပုံစံနှမျိုးကိုတွေ့ရတာဖြစ်ပါတယ်အဲ့တော့ရှင်းမှာပြောခဲ့သလိုပဲအစိုးရရဲ့လူပုဂ္ဂိုလ်များလုပ်ငန်းများကြားရငွေနဲ့အသုံးစရိတ်များ၏သဘောတဘာဝတို့ခြားနားသလိုပဲဆရာမတို့ကရငွေနဲ့အသုံးစရိတ်တွေကိုစီမံခန့်ခွဲပုံကလည်းကွဲပြားခြားနားမှုတွေရှိပါတယ်လူပုဂ္ဂိုလ်နဲ့လုပ်ငန်းများကပထမဦးဆုံးဆရာမတို့ဘာရှင်းလုပ်လဲဆိုရင်ဝင်ငွေတွေမြရမလဲဆိုတာကိုတွက်ချက်ပြီးမှအသုံးစရိတ်တွေဘယ်လောက်သုံးစွဲမယ်ဆိုတာကိုဆုံးဖြတ်ပါတယ်အစိုးရအနေနဲ့မူတော့ရေပုံရအပြင်သူကအသုံးစရိတ်ဘယ်လောက်သုံးစွဲမလဲဆိုတာကိုဆုံးဖြတ်ပြီးမှသာလျှင်အဲ့ဒီအသုံးစရိတ်အတွက်လိုအပ်သောငွေကြေးတွေကိုဘယ်လိုရှာဖွေမလဲဆိုတာကိုဆုံးဖြတ်လေးရှိပါတယ်အဲ့တော့ဆရာမတို့ရဲ့အိမ်တောင်စုတွေနဲ့လူပုဂ္ဂိုလ်တွေစီးပွားရေးလုပ်ငန်းတွေမှမဟုတ်အိမ်တောင်စုတွေနဲ့အစိုးရရဲ့အသုံးစရိတ်တွေရငွေတွေသုံးစွဲပုံဟာဆိုရင်ပြောင်းပြန်တဲ့သဘောထားတက်ရောက်တယ်လို့ဆိုရမှာဖြစ်ပါတယ်အစိုးရဟာဆိုရင်တိုင်းပြည်အတွက်မဖြစ်လိုအပ်သောလုပ်ငန်းများကိုလှုပ်ဆောင်နိုင်ရန်အသုံးစရိတ်များကြားခံသုံးစွဲရသည်ဖြစ်ရာလိုအပ်သောငွေကြေးရရှိစေရန်ဥပဒေများပြဋ္ဌာန်း၍ပြည်သူလူထုထံကကောက်ခံရပါတယ်အဲ့ဒါအပြင်အစိုးရကတနိုင်ငံလုံးအတွက်လူမှုရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးရသဖြင့်အဲ့လုပ်ငန်းတွေအတွက်လိုအပ်သောငွေကြေးကိုလည်းလူပုဂ္ဂိုလ်နဲ့လုပ်ငန်းများထံမှကောက်ခံရပါတယ်။အဲ့တော့ဆရာမတို့ကပြည်သူ့ဗဏ္ဍာရေးထူးခြားချက်တရားမှာဆိုရင်အစိုးရ၏သုံးစွဲခြင်းရငွေရရန်အတွက်အခွန်စည်းကြပ်ခြင်းချေးငွေစီမံခန့်ခွဲခြင်းစသည်တို့ဟာဆိုလို့ရှိရင်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအပေါ်မှာအကျိုးသက်ရောက်မှုတွေရှိပါတယ်။အဲ့တော့ရငွေရရှိရန်အတွက်အခွန်စည်းကြပ်တဲ့နေရာမှာအခွန်ကိုစနစ်တကျစည်းကြပ်ပြီးရင်ဆရာမတို့လိုအပ်ချက်အပေါ်မှာမူတည်ပြီးအခွန်ပြောင်းလဲတွေရှိမယ်ဆိုရင်ဆိုရရငွေတွေများလာမှာဖြစ်ပါတယ်ဒါဆိုရင်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကိုအကျိုးသက်ရောက်မှာဖြစ်ပါတယ်ချင်းငွေစီမံခန့်ခွဲခြင်းမှာဆိုရင်ဆရာမတို့ရှေ့မှာဗဏ္ဍာရေးမှာတော့သင်ခဲ့တယ်လို့ပဲငွေကြေးခန့်ခွဲမှုတွေမှာဗဏ္ဍာရေးမှာသင်ခဲ့တယ်လို့ပဲဆရာမတို့တွေကစီးပွားရေးမှာအောင်မြင်ဖြစ်ထွန်းနိုင်ပေအောင်မြင်နိုင်ပေစီးပွားရေးလုပ်ငန်းတွေကိုငွေများများချိပေးမယ်အရှုံးပေါ်မဲ့လုပ်ငန်းတွေကိုချိပေးလိုက်မယ်ဆိုရင်အမြတ်ဆုံးနည်းနည်းပဲရပါမယ်အောင်မြင်နိုင်တဲ့လုပ်ငန်းတွေကိုချိလိုက်မယ်ဆိုရင်တော့ဆရာမတို့ဆိုရရငွေတိုးလာမှာဖြစ်တဲ့အတွက်စီးပွားရေးတိုးတက်မှုကိုအကျိုးသက်ရောက်စေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့တွေနောက်ဆိုရရဲ့ဆရာမတို့ရငွေအကြောင်းပြောပြီးပြီဆိုရကဘယ်လိုခံခွဲတယ်ဆိုတဲ့အကြောင်းတွေပြောပြီးပြီဆိုတော့9.2ပြည်သူအသုံးစရိတ်များရဲ့သဘောတဘာဝနဲ့အမျိုးအစားများအစိုးရကဆရာမတို့စီမံခန့်ခွဲတဲ့နေရာမှာအသုံးစရိတ်တွေကိုဘယ်လိုသုံးစွဲသလဲဆိုတာကိုဆက်ပြီးတော့လေ့လာပါမယ်အဲ့တော့အစိုးရနဲ့ပြည်သူအာဏာပိုင်အဖွဲ့အစည်းများရဲ့အသုံးစရိတ်များကိုပြည်သူအသုံးစရိတ်များလို့ခေါ်ပါတယ်ဒါလေးကလေးမင်းတို့ချက်ထားရမယ်အတိတ်ပဲဖွင့်ဆိုချက်လေးပဲဖြစ်ပါတယ်အပေါ်မှာဆရာမတို့အသုံးစရိတ်တွေနဲ့ပတ်သက်ပြီးဖော်ပြခဲ့ပါတယ်ပြည်သူအသုံးစရိတ်များရဲ့သဘောတဘာဝကိုစုပေါင်းစားသုံးမှုနဲ့စုပေါင်းရင်းနှီးမြှုပ်နှံမှုအသွင်ဆောင်တယ်လို့ရှေ့မှာပေါ်ပြခဲ့ပြီးရှင်းလင်းခဲ့ပြီးသားဖြစ်ပါတယ်စုပေါင်းစားသုံးမှုသဘောဆောင်သောအစိုးရ၏စားသုံးမှုသုံးစရိတ်များကို
တာမန်အသုံးစရိတ်များ current expenditures ကိုခေါ်ပြီးတော့စုပေါင်းရင်းနှီးမြှုပ်နှံမှုသဘောဆောင်သောအစိုးရ၏ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များကိုတော့ငွေလုံးငွေရင်းအသုံးစရိတ်များ capital expenditure လို့ခေါ်ပါတယ်တဲ့ဒါဆရာမတို့တွေစက်ထားရပဲအဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေလည်းဖြစ်ပါတယ်အဲ့တော့ဆိုရဟာဆိုလို့ရှိရင်ပြည်သူတို့၏ကောင်းကျိုးချမ်းသာကိုရည်ရွယ်ပြီးတော့လူမှုဖူလို့ရေးထောက်ပံ့ရေးပညာရေးကျန်းမာရေးစတဲ့လိုအပ်ချက်တွေအတွက်၎င်းနှစ်စဉ်တိုးတက်နေတဲ့လူဦးရေအတွက်အိမ်ယာဆောက်လုပ်ရေးတည်ယူပို့ဆောင်ရေးရေရက်စစ်မီတန်ရှင်းရေးစတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရန်အတွက်၎င်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နဲ့ဝင်ငွေတိုးတက်စေရန်အတွက်၎င်းအသုံးစရိတ်များကိုကြားခံသုံးစွဲပေးရပါတယ်အဲ့တော့ဆရာမတို့အဲ့လိုကြားခံသုံးစွဲတဲ့အကြောင်းအရာတွေကိုပြည်သူအသုံးစရိတ်ဆိုပြီးတော့အောက်မှာအချက်၅ချက်ကိုလေ့လာကြရမှာဖြစ်ပါတယ်နံပါတ်1ကတော့နိုင်ငံတော်ကာကွယ်ရေးအတွက်အသုံးစရိတ်များ expenditure on national defense ဖြစ်ပြီးတော့နံပါတ်2ကတော့တရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေဂျင့်တာယာရေးအတွက်အသုံးစရိတ်များ expenditure on law and order 3လူမှုရေးလုပ်ငန်းများအတွက်အသုံးစရိတ်များ expenditure on social services နဲ့4မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းများအတွက်အသုံးစရိတ်များ expenditure on essential services နဲ့5စီးပွားရေးတိုးတက်မှုအတွက်အသုံးစရိတ်များဆိုပြီးတော့ expenditure on economic growth ဆိုပြီးတော့ဆရာမတို့အချက်5ချက်ကိုလေ့လာရမှာဖြစ်ပါတယ်ဒါတွေဟာဆိုရင်တို့ဆိုရကပြည်သူတွေအတွက်သုံးတဲ့အသုံးစရိတ်တွေအကြောင်းကိုလေ့လာရမယ့်ချက်တွေဖြစ်ပါတယ်ဒါဆိုရင်ပထမတစ်ကိုကြည့်ပါမယ်တစ်မှာဆိုလို့ရှိရင်နိုင်ငံတော်ကာကွယ်ရေးအတွက်အသုံးစရိတ်ပြအဲ့တော့နိုင်ငံတော်ကိုကာကွယ်ဖို့အတွက်အစိုးရကအသုံးစရိတ်တွေကိုသုံးရပါတယ်စစ်တပ်တွေမှာဖွဲ့စည်းမယ်နောက်တကအဲ့တော့အဲ့ဒီစစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့စတားတွေကိုလောက်ခလာစာပြီးတာမျိုးဒါနိုင်ငံတော်ကာကွယ်ရေးဆောက်ရှောက်အတွက်လက်နက်ဝယ်ရတာမျိုးတွေကိုသုံးရတာဖြစ်ပါတယ်အစိုးရရဲ့အဓိကရည်မှန်းချက်တည်းမှာနိုင်ငံတော်ကာကွယ်ရေးနဲ့ဆောက်ရှောက်ရေးဖြစ်ပါတယ်ဒါကြောင့်မို့လို့နိုင်ငံတော်ကာကွယ်ရေးအတွက်လိုအပ်သောအသုံးစရိတ်များကိုလည်းကြားခံသုံးစွဲရမှာဖြစ်ပါတယ်နံပါတ်2ချက်ကတော့တရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေဂျင့်တာယာရေးအတွက်အသုံးစရိတ်များကြားခံသုံးစွဲပေးရပါတယ်။တရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေဂျင့်တာယာမှုရှိစေရန်အတွက်အစိုးရသည်တရားဥပဒေပြဋ္ဌာန်းခြင်းတရားရုံးများဖွဲ့စည်းတည်ထောင်ခြင်းရက်တပ်ဖွဲ့များဖွဲ့စည်းခြင်းလူဝင်မှုကြီးကြပ်ရေးဖွဲ့လက်ခြင်းစသည့်လုပ်ငန်းများကိုဆောင်ရွက်ရပါတယ်။အဲဒီလှုပ်ဆောင်ချက်များအတွက်လည်းအသုံးစရိတ်တွေကြားခံသုံးစွဲရပါတယ်။နံပါတ်3ချက်ကတော့လူမှုရေးလုပ်ငန်းများအတွက်အသုံးစရိတ်များအစိုးရရဲ့အရေးကြီးသောလုပ်ငန်းတစ်ရပ်မှာဆိုလို့ရှိရင်လူမှုရေးလုပ်ငန်းများ social services ကိုပံ့ပိုးရန်ဖြစ်ပါတယ်လူမှုရေးလုပ်ငန်းတွေမှာဆိုရင်ပညာရေးကျန်းမာရေးယဉ်ကျေးမှုပြည်လည်နေရာချထားရေးဘိုးဘွားရေးသားများမိဘမဲ့ကလေးများကေဟာစသည်တို့အကျုံးဝင်ပါတယ်ဒါလေးကလည်းမြို့ကျင့်မှတ်ထားရမယ်အဓိပ္ပာယ်ဖွင့်ဆိုချက်လေးပဲဖြစ်ပါတယ်လူမှုရေးလုပ်ငန်းများကိုအများကောင်းကျိုးပြုလုပ်ငန်းများwelfare services လို့လည်းခေါ်ပါတယ်တဲ့ဒါလေးကိုလည်းမင်းတို့သေချာသိဖို့လိုပါတယ်အဲ့ဒီလုပ်ငန်းတွေအတွက်လည်းအစိုးရကအသုံးစရိတ်များသုံးစွဲရပါတယ်အစိုးရကဤသို့လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့်ပြည်သူများအကြားဝင်ငွေကွာဟမှုကိုလျော့နည်းစေမှာဖြစ်ပါတယ်အဲ့ဒါအပြင်အသက်အရွယ်ကြီးရင်သူများမတန်ဆွမ်းသူများကိုလိုအပ်လျင်လိုအပ်သလိုပင်စင်လစာထောက်ပံ့ခြင်းပြန်ပေးခြင်းဖြင့်ထိုသူများ၏စားဝတ်နေရေးအတွက်အခက်အခဲမရှိပြည်လည်စေပြီးပညာရေးကျန်းမာရေးလုပ်ငန်းများဖြည့်ဆည်းပေးခြင်းဖြင့်ဆင်းရဲချို့တဲ့သူများအတွက်အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်ဒါဘာလို့ဆိုလိုတာလဲဆိုရင်ဝင်ငွေကွာဟမှုကိုလျော့နည်းစေဖို့အတွက်ဖြစ်ပါတယ်ဝင်ငွေကွာဟနေတော့လည်းပဲပုံမှန်လေးစားဝတ်နေကိုပြည်လည်အောင်အစိုးရကပံ့ပိုးပေးတဲ့အကြောင်းအရာတွေလို့ပြောရမှာဖြစ်ပါတယ်မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းများအတွက်အသုံးစရိတ်များမရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းများ essential services တွင် municipal လုပ်ငန်းများမြို့ပြပို့ဆောင်ရေးလုပ်ငန်းများအဝေးပြေးပို့ဆောင်ရေးလုပ်ငန်းများရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများစားတိုင်းနှင့်ကျေးနှံဆက်သွယ်ရေးလုပ်ငန်းများစသည်တို့ပါဝင်ပါတယ်ဒါဆိုရင်လည်းမင်းတို့ကျင့်မှတ်ထားရမယ်အဓိပ္ပာယ်ဖွင့်ဆိုချက်လေးပဲဖြစ်ပါတယ်municipal လုပ်ငန်းလို့ပြောပြီးဆိုရင်မင်းတို့လည်းသိပြီးသားဖြစ်ပါတယ် municipal လုပ်ငန်းမှာဆိုရင်ရေလျှက်စစ်မီတန်ရှီရေးနဲ့လန်ဒရာပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေပါဝင်ပါတယ်အဲ့ဒီလုပ်ငန်းတွေရဲ့သဘောတဘာဝတွေကိုလည်းပြည်သူလုပ်ငန်းများ public utility လို့ဒီအသွင်ကိုစောင်းပါတယ်တဲ့နောက်ဆုံးချက်လေးကတော့ဆရာမတို့အရေးကြီးပါတယ်စီးပွားရေးတိုးတက်မှုတွေအသုံးစရိတ်များအပေါ်မှာတော့ဆရာမတို့တိုင်းပြည်မှာမဖြစ်လိုအပ်တဲ့ပြည်သူတိုင်းပြည်နိုင်ငံသားတွေအတွက်လုပ်ပေးရတဲ့အလုပ်တွေဖြစ်ပါတယ်ဒါကတော့ဆရာမတို့စီးပွားရေးတိုးတက်ဖို့အတွက်အသုံးစရိတ်တို့သုံးစွဲရခြင်းဖြစ်ပါတယ်အပေါ်မှာဖော်ပြခဲ့ပြီးတဲ့အတိုင်းပဲပြောဆိုဆွေးနွေးခဲ့ပြီးတဲ့အတိုင်းပဲအသုံးစရိတ်အားလုံးဒီတိုင်းပြည်ဤစီးပွားရေးလှုပ်ဆောင်ချက်များပေါ်တွင်အကျိုးသက်မှုရှိသည်ကြတာဖြစ်ပါတယ်ဒါပေမဲ့လို့တိုင်းပြည်ဤစီးပွားရေးတိုးတက်စေရန်ဆိုပြီးတော့ရွေချက်ဖြင့်တည်တံ့သုံးစွဲသောအသုံးစရိတ်များလည်းရှိပါတယ်ဒီမှာဥပမာလေးကိုလေ့လာရင်ပို့ပြီးတော့သိနိုင်ပါတယ်
ဥပမာအားဖြင့်အကျုပ်ကုန်စည်များ၏ထုတ်လုပ်မှုနှင့်သုံးစွဲမှုတိုးတက်စေရန်အတွက်ထောက်ပံ့ကြေးများပေးခြင်းမျိုးလည်းရှိပါတယ်တဲ့ဒီနေရာမှာထုတ်လုပ်မှုနဲ့သုံးစွဲမှုတိုးတက်စေရန်ဆိုဆရာမတို့တွေကလိုအပ်တဲ့သုံးစွဲမှုတွေကိုရရှိဖို့အတွက်ဆိုရင်အစိုးရကစဘာဟာဆိုလို့ရှိရင်စဘာထုတ်လုပ်မှုတွေတိုးလာဖို့လိုပါတယ်အဲ့ဒါဆိုရင်ဆရာမတို့တိုးလာတဲ့စဘာထုတ်လုပ်မှုတွေတိုးလာဖို့အတွက်ဆိုရင်အစိုးရကထုတ်လုပ်မှုတိုးဖို့ပံ့ပိုးမှုတွေပေးပါတယ်အဲ့ဒါတွေဘာတွေပေးလဲဆိုရင်ဆန်စဘာစိုက်တဲ့လောင်လူသမားတွေကိုဓာတ်မြေဩဇာတွေပံ့ပိုးပေးခြင်းပိုးသက်ဆေးတွေပံ့ပိုးပေးခြင်းထောက်ပံ့ကြေးတွေပေးခြင်းငွေချေးပေးခြင်းဆိုတဲ့အလုပ်တွေကိုလည်းလှုပ်ဆောင်ပေးပါတယ်ဒါဥပမာအနေနဲ့ပြောတာပါအဲ့ဒါကတော့ဆရာမတို့ထုတ်လုပ်မှုတိုးဖို့ပဲဖြစ်ပါတယ်ဒါမှသာလျှင်သုံးစွဲမှုတွေကလည်းပို့ပြီးတော့သုံးစွဲလာနိုင်မှာဖြစ်ပါတယ်ပြည်သူအသုံးစရိတ်အမျိုးအစားအလုံးကိုတာမန်အသုံးစရိတ်နဲ့ငွေလုံးငွေရင်းအသုံးစရိတ်ဆိုပြီးတော့ဆရာမတို့တွေခွဲခြားနိုင်ပါတယ်အဲ့ဒီအကြောင်းအရာတွေမှာတာမန်သုံးစရိတ်နဲ့ငွေလုံးငွေစရိတ်သုံးစရိတ်တွေကိုဘယ်လိုသုံးသလဲဆိုတာကိုဥပမာလေးနဲ့ဆက်ပြီးတော့လေ့လာပါမယ်ဥပမာစာသင်ကျောင်းသို့မဟုတ်စေယုံဆောက်လုပ်သောစရိတ်ဒီငွေလုံးငွေရင်းသုံးစရိတ်ဖြစ်ပြီးတော့ဆရာဝန်နဲ့သူနာပြုများဆရာမများ၏လစာစေဝါဝယ်ယူသောစရိတ်စသည်တို့မှာတာမန်အသုံးစရိတ်များဖြစ်ပါတယ်တာမန်သုံးစရိတ်များကိုတော့အများအားဖြင့်ဆရာမတို့ကတာမန်ရငွေ current revenue မှာကြာခံသုံးစွဲပါတယ်အဲ့တော့တာမန်ရငွေကိုသားတို့မင်းတို့ကမသိသေးဘူးဖြစ်တဲ့အတွက်ကြိုပြီးတော့ပြောလိုက်ပါမယ်တာမန်ရငွေတွေကတော့ထဲဝင်ကြေးတွေထောက်ပံ့ကြေးတွေအခွန်အကောက်တွေအလူငွေတွေနဲ့ကနေရတာတွေကိုတာမန်ရငွေလို့ခေါ်ပါတယ်ဒီအကြောင်းအရာလေးရဲ့အသေးစိတ်ကိုတော့နောက်လာမယ့်သင်ခန်းစာဖြစ်တဲ့ 9.3 မှာအသေးစိတ်လေ့လာရမှာဖြစ်ပါတယ်ငွေလုံးငွေရင်းသုံးစရိတ်များကိုတော့တာမန်ရငွေနဲ့ငွေလုံးငွေရငွေ capital revenues နှစ်မျိုးစလုံးမှာကြာခံသုံးစွဲလေးရှိပါတယ်တာမန်ရငွေဆိုတဲ့အကြောင်းအရာတော့ဆရာမတို့ပြောပြတာဖြစ်ပါတယ်ငွေလုံးငွေရငွေဆိုတာကတော့စီးပွားရေးလုပ်ငန်းတွေရဲ့ချေးငွေပုံသဏ္ဍာန်ရှိပြီးတော့နောက်တစ်ခုကတော့နိုင်ငံတော်ကနေပြီးတော့နိုင်ငံပိုင်အဖြစ်သိမ်းဆည်းလိုက်သောအရာတွေကနေရရှိတဲ့ငွေတွေကိုဆရာမတို့ငွေလုံးငွေရငွေလို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ဆရာမတို့ကငွေလုံးငွေအသုံးစရိတ်တွေကိုတာမန်ရငွေရောငွေလုံးငွေရငွေနှစ်မျိုးလုံးကနေကြာခံသုံးစွဲတယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်အဲ့တော့ဆီယာမတို့ကဒီတာမန်ရငွေနဲ့ငွေလုံးငွေနဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေတော့ 9.3 ပြည်သူရငွေများ၏သဘောတဘာဝနဲ့အမျိုးအစားမှာထပ်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်ဒီနေ့သင်ကြားပေးတဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်